ဗိုလ်တော်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရွှေပြည်သာမြို့နယ်ရဲ့ရက်ကွက်အကောင်းဆုံးရက်ကွက်တစ်ခုဖြစ်တဲ့ VIP 3ရက်ကွက်မှာရှိတဲ့ဒီတောက်ကတောင်းကွက်ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားပါအောင်ရှင်ဒီဘက်ကဆိုလို့ရှိရင်တော့ဒါအခုဒီမြင်နေရတဲ့လမ်းကကြတော့ဒါကျမတို့ဒါအမှတ်လေးလမ်းမကြီးကနေပြီးတော့ဒယ်ဆင်းလာတဲ့လမ်းပေါ့နော်ဒယ်ဆင်းလာတဲ့လမ်းနဲ့ဒီဘက်ကကြတော့ကျမတို့ဒါရက်ကွက်လမ်းကျယ်နဲ့စုံတဲ့ထောင်ပေါ့နော်အုတ်တိုင်းပတ်လည်ခတ်ထားပြီးသားစာရွက်စာတမ်း260ခရမ်းကြီးအလူပေါင်းမျိုးထားဖြစ်ပါတယ်အကျယ်ဝန်းကပေ60ပတ်လည်ရှိပြီးတော့ဒီမှာအထက်မှာဆိုလို့ရှိရင်တော့ဒါအုံမြောင်းပတ်လည်လောက်ထားပြီးတော့မြေကြီးတွေလည်းအားလုံးပို့ထားပြီးသားပေါ့ဒီမှာဆိုလို့ရှိရင်ဒီမှာအခုမြင်နေရတဲ့အတိုင်းပေါ့နော်ပတ်ဝန်းကျင်ကတော့တကယ်ကိုစိတ်ငြိမ်အေးချမ်းပြီးတော့တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေတာပေါ့နော်ရက်ကွက်လေးကခုမိတ်ဆက်ပေးသွားတဲ့ရက်ကွက်လေးကဆိုလို့ရှိရင်တော့အကျယ်ဝန်းကပေ60ပတ်လည်ရှိပြီးတော့စာရွက်စာတမ်း260ခရမ်းကြီးမျိုးသားဖြစ်ပါတယ်ဒီမှာအခုမြင်နေရတဲ့အတိုင်းပေါ့နော်အုတ်တိုင်းပတ်လည်ခတ်ထားပြီးပတ်လည်မြောင်းလောက်ထားပြီးသားထောင်းကွက်လေးဖြစ်ပါတယ်ရက်ကွက်ကတော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်3ရက်ကွက် VIP 3ရက်ကွက်ထဲမှာပါဝင်တာပဲဖြစ်ပါတယ်ရှင်မြေကွက်လည်းကျယ်ရမယ်တောင်းကွက်လည်းဖြစ်ရမယ်ရက်ကွက်ကောင်းစိတ်ငြိမ်ရက်ကွက်ကောင်းလည်းဖြစ်ရမယ်ဆိုလို့ရှိရင်တော့ဒီမြေကွက်လေးကိုလာရောက်ကြည့်ရှုပေးလို့တော့ comment ပေးပါရရှင်ရက်ကွက်တန်တောင်းကွက်နေရာကောင်းလေးဖြစ်ပြီးတော့ဈေးနှုန်းလေးလည်းအထူးသင့်မှာမို့လို့စိတ်ဝင်စားတဲ့အောင်မားရဲ့အဝယ်တော်များရုံးချိန်တွင်အချိန်တနာရီခန့်ဖုန်းကြိုဆက်ပေးတာနဲ့လိုက်လံပြသပြီးတော့ဝန်ဆောင်မှုတွေပေးတော့မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်